အားလုံးပဲမင်္ဂလာပါရှင်နီတို့ရဲ့ channel လေးကတော့အမျိုးသမီးတွေအတွက်ချမ်းသာပျော်ရွှင်လှပကျန်းမာဆိုတဲ့အစီအစဉ်လေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ channel လေးပေါ့နော်နီတို့ရဲ့ channel လေးကိုသဘောကျတဲ့အမျိုးသမီးတွေအတွက်အကျိုးရဆောင်တရားရှိတယ်ဆိုရင်နီတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးလို့ရပါတယ်ရှင်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့အရှိတစ်ပတ်ကပေါ့နော်ပြပြထားတဲ့အကြောင်းအရာထဲမှာပါတယ်အမျိုးသမီးနဲ့ငွေဆိုတဲ့အကြောင်းအရာကိုဒီနေ့ဒုတိယပိုင်းပြပြပေးမှာဖြစ်ပါတယ်ဒီနေ့မှာကြတော့အရှိမာကအမျိုးသမီးတွေဘာလို့ဝင်ငွေရှာတင်လဲဆိုတဲ့အကြောင်းအရာကိုပြောပြပြီးတော့ဒီနေ့မှာတော့ရှားရှိတဲ့ဝင်ငွေကိုဘယ်လို management လုပ်မလဲဘယ်လိုထပ်တိုးအောင်လုပ်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးမှာပါအထိုးလေးလည်းဝင်ပြီးသွားပြီဆိုတော့အမျိုးသမီးတွေအတွက်ပေါ့နော်ဝင်ငွေတွေကို management လုပ်ဖို့နဲ့ကိုယ့်ရဲ့ဝင်ငွေတွေကိုပေါ့နော်ဒီထပ်တိုးလာဖို့အတွက်ပေါ့နော်ဒီအချက်လေး၅ချက်နဲ့ပြပြပေးခြင်းနဲ့နံပါတ်1ချက်ဝင်ငွေကိုစီမံကိန်းချထားခြင်းbudget လောက်ထားခြင်းပေါ့နော်ကိုယ့်ရဲ့ဝင်ငွေအသုံးစရိတ်ကိုသိချတည်ပါကိုယ့်ရဲ့ဝင်ငွေအကုန်လုံးဘယ်လောက်ရှိလဲကိုယ့်ရဲ့အသုံးစရိတ်ဘယ်လောက်ရှိလဲ50 20စီးမြင့်ကိုအသုံးပြုပါအကြမ်းများဖြင့်50ကနေထိုင်စားတော့စရိတ်30ကကြတော့အသုံးစရိတ်ပေါ့နော်ဒီတိုင်းပြောတာတို့ဒီတိုင်းဝယ်စားဝယ်ရပါညနေ20ကကြတော့ငွေစုတာနဲ့ရင်းနှီးမြှုပ်နှံတာကိုသုံးမယ်လို့ပြောပါတယ်ခုခေတ်မျိုးသမီးတွေကြတော့ဝင်ငွေတစ်ခုရလာပြီးဆိုအိမ်ကိုထောက်ရတဲ့အမျိုးသမီးရှိတယ်မိသားစုထောက်ရတဲ့အမျိုးသမီးလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုဝင်ငွေကိုရဲ့အသုံးစရိတ်ပေါ်မူတည်ပြီးတော့50 30 20စီးမြင့်ကိုမျှတအောင်ကိုယ့်အနေကိုစီမံကိန်းချပြီးတော့ခွဲပါနံပါတ်2တင်းတွေ့အရေးကြီးတဲ့ကုန်ကြစရိတ်တွေကိုရွေးချယ်ပါအပေါ်မှာပြောကြတဲ့50 30 20 rule မှာဆိုလဲအဲ့လိုပဲပေါ့နော်ကိုအတွက်ကပေါ့နော်ဝင်ငွေရစေမဲ့ဥပမာပေါ့နော်ကိုတဲ့ဝင်ငွေတိုးစေမဲ့တင်တဲ့နေတဲ့အသုံးစရိတ်မျိုးအရေးကြီးတဲ့အသုံးစရိတ်တွေကိုရွေးချယ်ရပါမယ်ပြီးလို့ရှိရင် emergency fund ကလည်းအရေးကြီးတယ်ပေါ့နော်အရေးပေါ်သုံးစရိတ်ပေါ့နော်ကျန်းမာရေးမိသားစုတွေကတခုခုဖြစ်တဲ့အရေးပေါ်ပေါ့နော် emergency fund ကိုလည်း3လ3မို့6လတခါဖယ်စုတာမျိုးလုပ်ထားတင်ပါတယ်နံပါတ်3ကကြတော့ saving ငွေစုကျန်အပေါ်မှာပြောခဲ့တယ်ကိုယ့်ရဲ့တစ်လစာဝင်ငွေတွေက20သို့မဟုတ်10ရာခိုင်နှုန်းကိုတေချာပေါက်စုပါပြီးလို့ရှိရင်ကိုယ့်ရဲ့တစ်နှစ်စာနှစ်နှစ်စာ short term long term goal တွေစတင်တွေကိုတေချာပေါက်ပြုလုပ်ပါနံပါတ်4ကတော့ယင်းနှိမ့်မြုပ်နယ်မှာကိုယ့်ရဲ့ပေါ့နော်ဝင်ငွေကဒီဝင်ငွေပဲရှိတယ်ဒါလောက်ပဲစုသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေတွေကဒီတိုင်းပဲရှိနေမှာပါဒီဝင်ငွေတွေကိုထပ်ပြီးတော့တိုးဖို့အတွက် investment လုပ်ရပါမယ်ဘယ်လိုຢာတွေမှာ investment လုပ်မလဲဆိုတော့ကိုယ့်ရဲ့ကျွမ်းကျင်ရာဥပမာ marketing စေကိုဝါနာပါတဲ့ရောင်းတာမျိုးကိုယ့်ရဲ့အချိန်ပိုတွေမှာကိုယ့်ရဲ့ handmade ပစ္စည်းတွေလုပ်ပြီးရောင်းတာမျိုးတွေပဲဖြစ်ဒါလေးတွေကိုကိုယ့်ရဲ့ဝင်ငွေတွေကနေစပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ရမယ်ပြီးရင်အခုခေတ်ကြီးမှာဆို currency တို့forex တို့အများကြီးရှိတယ်ဒါပေမဲ့တေချာပေါက်ကမလေးလာဘဲနဲ့တော့ဒီຢာတွေပေါ့ investment မလုပ်စေချင်ပါဘူးတေချာပေါက်တခုခုကိုလုပ်တော့မယ်ဆိုရင်တေချာလေးလာတေချာကိုယ်တိုင်ဝင်ရောက်ပြီးကြမှာ investment လုပ်ပါနံပါတ်5နောက်ဆုံးချက်စိတ်ရှည်လေးရှင်နဲ့အလုပ်လုပ်ဖို့လိုတယ်ကိုကပေါ့နော်ဝင်ငွေတစ်ခုတော့ရနေတယ်အဲ့ဒီဝင်ငွေကကိုယ့်ရဲ့ဝါသနာမဟုတ်ဘူးကိုယ့်ရဲ့ income တစ်ခုနေနေတာအလုပ်လုပ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ဝါသနာပါရလန်းကိုပြောင်းလဲဖို့အတွက်ဒီဘက်မှာပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်ခုရနေတဲ့ခုဝင်ငွေနဲ့ရနေတဲ့လုပ်ငန်းတစ်ခုကိုလည်းမဆွန့်လွတ်ခင်ဒီဘက်မှာကိုယ့်ရဲ့ဝါသနာပါတဲ့အလုပ်လေးကိုလည်းစထားရမယ်အဲ့ဒီလုပ်ကိုစတဲ့အခါမှာကိုကစိတ်ရှည်လက်ရှည်ရှိဖို့လိုတယ်ဘယ်အရာမှဝုန်းတိုင်းဆိုပြီးတော့တိုးတက်သွားတာမရှိဘူးချမ်းသာသွားတာမရှိဘူးထီပေါက်လို့ချမ်းသာရင်တော့ချမ်းသာပဲကျန်တဲ့သားမယ်အလုပ်လုပ်နေတဲ့လူတွေကတော့အတွက်ကြောင့်နေမှတခါတည်းပေါ့နော်ဟိုအမျိုးရောက်သွားတယ်တဆင်ချင်းပဲတေးရတာဒါကြောင့်မလို့ဒီဘက်ကဝင်ငွေတစ်ခုရနေတယ်ဒီဘက်မှာလည်းဝါသနာပါတဲ့လုပ်ကိုပြောင်းခြင်းတယ်ဆိုလို့ရှိရင်ကိုကစိတ်ရှည်လက်ရှည်နဲ့အလုပ်လုပ်တတ်ဖို့လိုပါတယ်ဒီဘက်ကပေါ့နော်ကိုကဘယ်လိုအလုပ်တွေကိုကိုကအရင်ဆုံးမလုပ်လို့ရမလဲဆိုကိုရဲ့အလုပ်တွေဆိုခုခေတ်ကြီးမှာ online ကနေစလို့ရတယ်ဈေးရောက်မလား online ကနေရင်စထားမယ်ကိုကအရင်လေးတွေစုရင်းနဲ့မှဒီဘက်က online ကလည်း mail လေးတွေရလာပြီဆိုလို့ရှိရင်ကိုရဲ့အပြင်မှာပေါ့နော်ဒီလောက်ကနေထွက်ပြီးတော့ကိုရဲ့ဝါသနာပါတာကိုသွားလုပ်လို့ရတယ်ပြီးတော့တခြား income တွေဆိုလဲအဲ့လိုပဲဒီဘက်မှာကကြတော့ကိုယ့်ရဲ့ဝင်ငွေတစ်ခုရနေဒီဘက်မှာကျတော့ currency လောက်ချင်တယ်ဒီဘက်မှာလေးလာအဲ့ခါကျရင်စိတ်ရှည်လက်ရှည်အရန်ကိုလှုပ်ဖို့အရေးကြီးပါတယ်ဒီအချက်လေးကဒီစိတ်ရှည်လက်ရှည်မဖြစ်လို့ရှိရင်ကိုလိုချင်တဲ့နေရာကိုလည်းရောက်မှာမဟုတ်ဘူးကိုယ့်ရဲ့ဝင်ငွေကလည်းနောက်တစ်ဆင့်ကိုတိုးမှာမဟုတ်ပါဘူးရှင့်ဒီ5ချက်လေးကတော့အမျိုးသမီးတွေအတွက်ဝင်ငွေတွေကိုရလာတဲ့ဝင်ငွေတွေကို management လုပ်ဖို့အတွက်ပြပေးတဲ့အချက်လေး5ချက်ပါနောက်ဗီဒီယိုလေးမှာတွေ့မယ်နော်